အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီ Studio One 7ပေါ့နော်အဲ့မှာဒီ MIDI ချိတ်တဲ့ပုံစံနဲ့ဒီ audio ပေါ့နော်ဒီ sound card audio interface ဘယ်လိုမျိုးချိတ်လဲပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ဒီမှာအပေါ်မှာရှိတဲ့ Studio One ပေါ့နော်အဲ့ကောင်ဒီမှာကျွန်တော်များနဲ့ထောက်ထားအဲ့ကောင်နှိပ်မယ်ဒီကျအောက်မှာဆင်းလာမယ် option ဆိုတာရှိတယ်အဲ့ option ကိုသွားမယ်တကယ်လို့ကျွန်တော် MIDI ကိုဟိုလုပ်မယ်ဆိုတော့ဒါကျွန်တော်တို့ချိတ်ဆက်ပြီးသားပေါ့နော်ဒီမှာဒါ MIDI ဖြစ်တယ်ကျွန်တော်သုံးတဲ့ဟာပေါ့နော်ဒီမှာကျွန်တော်သုံးတဲ့ MIDI နာမည်ပေါ့နော်အဲ့တော့ဆိုတော့တကယ်လို့ကျွန်တော်မရှိဘူးဆိုရင်ဒီမှာ add ကိုနှိပ်ပေးရမှာဖြစ်တယ်ပေါ့နော် add ကိုနှိပ်ပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြာလာမှာပေါ့နော်အဲ့ဒါမျိုးလေးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ရွေးပေးရမယ်အားရှိတယ်ရွေးပေးရမယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဒီမှာကျွန်တော်တို့ divide model ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာအဲ့မှာကျွန်တော်တို့ရဲ့ divide name ပေါ့နော်ကျွန်တော်တို့ရဲ့ MIDI ရဲ့နာမည်ကိုကျွန်တော်တို့ဒီမှာရေးပေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မရေးတော့ဘူးပြီးကြရင်ဒီမှာကျွန်တော်တို့ MIDI ရဲ့နာမည်ကိုကျွန်တော်သုံးတဲ့ MIDI နာမည်ပေါ့နော်အဲ့ကောင်ကိုအမျိုးအစားကိုရေးပြီးရင်ဒီမှာအောက်မှာပြန်ပြီးတော့ပေါ်လာလိမ့်မယ်အောက်မှာဒီကောင်စစ်ရွေးသွားမယ်စစ်ရွေးပေးသွားမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါကတော့ MIDI ပေါ့နော်ပြီးရင် MIDI ကတော့ eternal divide မှာသွားမှာနော်အခုကကျွန်တော်တို့ audio ဆိုတော့ audio setup ကျွန်တော်ပြန်သွားမယ် audio setup မှာကျွန်တော် setup မှာဒီမှာကျွန်တော်သုံးတာပေါ့နော်ဒီမှာကြည့်မယ်ဒါ control panel ပေါ့နော် control panel ကိုကျွန်တော်ကြည့်မယ်ဒီမှာဒါလေးကြာလာမယ်ဒီကောင်ကတော့ပုံမှန်ပေါ့နော်ထုံးစံတိုင်းပဲဒီကောင်ဒီလိုမျိုးအပေါ်ကဟာမဖြစ်အောင်နော်အောက်ကဟာပြန်မယ်ပြီးကြရင်ဒီမှာပြန်သွားမယ်ဒါလည်းဒီတိုင်းပဲနော်buffer size ကတော့ကျွန်တော်ဒီတာ buffer size က9တင်နေပေါ့နော်အဲ့ကောင်တော့ထားထားပေါ့ဆိုတော့ဒီမှာဒါတော့ separate ပေါ့နော်ဒါဒီလောက်ထားရတယ်ပေါ့ဆိုတော့ဒါကတော့အခုဒီကောင်ပြီးကြရင်ဒီမှာကျွန်တော် apply တွေပါရနော်ပေါ်လာလိမ့်မယ်နော်ဒီ MIDI မှာလည်း apply တွေပါရရှိတယ်နော်ပေါ်လာလိမ့်မယ်ဒါမှမဟုတ် okay ပေါ့နော်နှိပ်လိုက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ဒီချိတ်ဆက်တဲ့ပုံပေါ့နော်ဒါတော့ကျွန်တော်ချိတ်ဆက်ပြီးသားဖြစ်တယ်ဒါတော့ကျွန်တော်ဒီ MIDI ဖြစ် MIDI ရဲ့ပြီးတော့ဒီ audio interface ပေါ့နော်အဲ့ကိုချိတ်ဆက်တဲ့ပုံစံပေါ့နော်ပြထားဖြစ်တယ်အားလုံးသိပြီမယ်လို့ကျွန်တော်ယုံကြည်တယ်